တဲကနေရတခုထဲမှာမင်းသားအာနိုတယောက်တည်းပဲအလွန်ကြီးမားတဲ့မီနိုတော်တတော်ကြီးကိုဖျက်ရှင်းမှုအတွက်ပြင်ဆင်နေကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့တစ္ဆာကြီးအစေခံစီးဘက်ကသူ့ကိုတားပြီးတော့စင်မကောင်းစရာသတင်းတခုလာပြောပြခဲ့ပါတယ်။အဲ့ဒါကတော့စစ်တေနာပရိချုပ်ကြီးဒိုမီနီတေဆုံးသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အာနိုကလည်းစစ်သူကြီးကအလုံးကျန်ခံလာလာဆိုပြီးတော့ချက်ချင်းမေးလိုက်ပေမဲ့လည်းစီးဘက်ကတော့တေဆုံးမှုနဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်လက်တွေကိုအခုထိတေချာမသိရသေးတဲ့အကြောင်းဝန်ခံလိုက်ပါတယ်။စီးဘက်ဆက်ပြောတာကတော့ဘသူကဒီလူတက်မို့လောက်ခဲ့လဲဆိုတာသိဖို့အတွက်စုံစမ်းစစ်ဆေးပေးဖို့တောင်းဆိုမယ်ဆိုတော့ရှိမယ်မထင်ဘူးလို့ဆိုလိုက်ပါတယ်။ဒီကိစ္စတွေကိုခဏဘေးပယ်ထားပြီးတော့စီးဘက်ကအာနိုရဲ့လက်ထဲမှာစွန်စားတော်လာတွေဝတ်စင်နဲ့မျက်နှာဖုံးရင်ကင်ထားခဲ့တာကိုတတိထားမိသွားခဲ့ပါတယ်။ဒီနောက်မှာဘသူမှလည်းမရှိဘဲနဲ့ဘာလို့ဒါကြီးကိုတည်ထားရတာလဲလို့အာနိုကိုမေးလိုက်ပါတယ်။အာနိုကတော့ဒါကြိုတင်ကာကွယ်တဲ့အနေနဲ့ပါလို့ရှင်းပြလိုက်ပါတယ်။တကယ်တော့မင်းသားအာနိုဟာတစ်ချိန်လုံးစွန်စားသူတရားအနေနဲ့လှုပ်ဝက်ဟန်ဆောင်နေတယ်ဆိုတာကိုလူတွေသိသွားရင်ဘယ်လောက်တောင်ရှုပ်ထွေးသွားမလဲဆိုတာကိုသူကကောင်းကောင်းသိနေလို့ပဲဖြစ်ပါတယ်။စီဘက်ကတော့အာနိုကိုဒီလိုစွန်စားတော်လာသူအလုပ်တွေကိုမလုပ်ဖို့အတွက်တတိပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့အာနိုရဲ့အစင်တန်းနဲ့ဆိုရင်ဒါတကယ်ကိုအန်ရများတဲ့ဝါသနာတစ်ခုဖြစ်နေလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့အာနိုကတော့သူကနိုင်ငံတဝင်းလုံးမှာအရေးချင်းမရှိရဲ့မင်းသားလူသိများနေပြီးသားပဲဆိုတာကိုစီဘက်ကိုပြန်ပြီးတတိပေးလိုက်ပါတယ်။အဓိကကတော့သူ့ရဲ့ညီငယ်လေးကပဲမိသားစုရဲ့ပါရမီတွေအားလုံးကိုအကုန်ရရှိသွားခဲ့လို့လူတွေကသူ့ကိုဒီလိုပဲမြင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်ပဲအာနိုကသူလှုပ်ချင်တာကိုပဲလှုပ်တော့မယ်လို့ပြောလိုက်ပါတယ်။ဒီလိုပြောပြရတဲ့သူဟာမျက်နှာဖုံးကိုတက်လိုက်ပြီးတော့စိတ်မလို့ခေါ်တဲ့အဆင်ရှိတဲ့စွန်စားတော်လာသူအဖြစ်နဲ့သူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်။သူကရှေးအောင်မပညာကိုအသုံးပြုပြီးတော့အေယာမမီနိုဒေါကြီးကိုစက္ကန့်ပိုင်းအတွင်းမှာလည်းအပြတ်ရှင်းပြလိုက်ပါတယ်။အဲဒီနောက်စီးပါအင်ပါယာရဲ့မျိုးတော်ကိုပြန်လာခဲ့ပြီးတော့စွန်စားတော်လာသူအဖွဲ့အစည်းကိုတက်တက်မတ်မတ်သွားလိုက်ပါတယ်။သူကကောင်းတော့ပုံမီနိုတို့ရဲ့ဥကြိုကြီးကိုတင်လိုက်တဲ့အချိန်မှာတော့အထက်ကလူတိုင်းကတကယ်ကိုအော်သွားခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့သူတယောက်တည်းနဲ့ဒီလိုတတော်ကြီးကိုနှိမ်နှင်းနိုင်ခဲ့တယ်ဆိုတာတသက်ပြလိုက်လို့ပဲဖြစ်ပါတယ်။ဂိုင်းကတောင်းဝဲကအမျိုးသမီးလေးကလည်းဆေးဘကိုစုချင်းငွေတွေဝမ်းသာအားရပေးလိုက်ပါတယ်။ပြီးတော့ဒီနိုင်ငံတစ်ခုလုံးမှာရှိတဲ့အဆန်စွန်စားတော်လာသူ9ဦးတည်းကတယောက်ကသူတို့ရဲ့ဌာနခွဲမှာရှိနေတယ်ဆိုတာကိုအရန်ကိုဝမ်းသာမိရဲ့အကြောင်းပြောလိုက်ပါတယ်။ဆေးဘကတော့နောက်တစ်ခါခက်ခဲတဲ့တာဝန်တွေရှိလာခဲ့ရင်သူ့ကိုပဲဦးစားပေးဖို့အတွက်ပြောလိုက်ပါတယ်။ပြီးတော့သူနဲ့နီးစပ်ရမှာရှိတဲ့စွန်စားတော်လာသူတွေတောက်ဖို့အတွက်ကောင်းတာဖို့အကျွေးစီးတွေချပေးခဲ့လိုက်ပါတယ်။အဲဒီနောက်မှာတော့အာနိုဟာသူ့ရဲ့မျက်နှာဖုံးကိုချွတ်လိုက်ပြီးတော့မော်တကားတစ်ခုကိုဖွင့်ကနန်းတော်တွေကိုတန်းပြန်သွားခဲ့ပါတယ်။အဲဒီမှာတော့လူတွေခေါ်နေကြတဲ့အရေးချင်းမရှိတဲ့မင်းသားအဖြစ်သူ့ရဲ့နေစဉ်အလုပ်တွေကိုပြန်လုပ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့အာနိုနဲ့သူ့ရဲ့အမွှာညီကိုလီယိုနက်တိုတိတ်ဆုံနေကြတာကိုတွေ့ရမှာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကစစ်သူကြီးဒိုမီနီဘာကြောင့်ရုတ်တရက်တိတ်ဆုံသွားကြလဲဆိုတာကိုဆွေးနွေးနေခဲ့ကြတာဖြစ်ပါတယ်။တယောက်ကသူ့ကိုအလုံးကြံခံလိုက်ရတာကိုနှစ်ယောက်စလုံးကတေးကြပေါက်သိနေခဲ့ကြပေမဲ့ဘသူလက်ချက်လဲဆိုတာကိုတော့လုံးဝမသိခဲ့ကြပါဘူး။အဲ့ဒီအချိန်မှာပဲအပြည့်အဝစောင့်စမ်းမှုတွေလုပ်နေရင်ကောင်းကျိုးတဲ့ဆိုးကျိုးတွေပုံများနိုင်မယ်လို့နှစ်ယောက်စလုံးကသဘောတူလိုက်ကြပါတယ်။သူတို့ရန်ဆိုင်နေရတဲ့အန်ရများတဲ့အခြေအနေကြောင့်အာနိုကလီယိုနက်ကိုထင်းတဲ့အတွက်တက်ကြွနဲ့တိုက်ပွဲဝင်ဖို့လိုအပ်တဲ့အကြောင်းပြောလိုက်ပါတယ်။မဟုတ်ရင်တော့သူတို့နှစ်ယောက်စလုံးတေးသွားနိုင်တယ်လို့ဆိုလိုက်ပါတယ်။လီယိုနက်ကတော့အစာပေးမှာနည်းနည်းတောက်ဆိုင်နေခဲ့ပေမဲ့သူတို့သာအခုချက်ချင်းအရေးမယူဘူးဆိုရင်ကြုံတွေ့ရမယ့်ဘေးဒုက္ခတွေကိုအာနိုကတတိပေးလိုက်တဲ့ခါမှာတော့လီယိုနက်တယောက်စီမံကိန်းအတိုင်းလုပ်ဖို့သဘောတူလိုက်ပါတယ်။အာနိုကလီယိုနက်ကိုပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ရန်သူတွေသူတို့ကိုလာမချင်းချုံနိုင်အောင်ကိုပိုင်အင်အားစုတစ်ခုကိုတိစောက်ဖို့ဖြစ်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီတော့ထဲမှာအာနိုကိုရိုင်းကတော့နိုင်ငံရေးမဟာမိတ်တွေကိုရအောင်စူးစမ်းမယ်လို့ဆိုလိုက်ပါတယ်။ဒါပေမဲ့အင်အားကြီးတဲ့မူးမတ်မျိုးနယ်ဆိုတော်တော်များများကလက်ရှိနေနေတဲ့အဖွဲ့အစည်း၃ခုထဲမှာပါဝင်နေကြပြီဖြစ်လို့ဒီမဟာမိတ်တွေကတိတ်ပြီးတော့ခိုင်မာမှာမဟုတ်ဘူးလို့သူကဝန်ခံထားလိုက်ပါတယ်။ဒီလိုအရေးကြီးတဲ့ပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာအာနိုရဲ့တည်ငြိမ်ပြီးတော့စနစ်ကျတဲ့ပုံကိုမြင်ရတဲ့အခါလီယိုနက်ကအာနိုသာလင်းရှင်ဘီရင်ဖြစ်ဖို့ပို့ပြီးတော့တင့်တော်လိမ့်မယ်လို့ဆက်စားလာမိခဲ့ပါတယ်။ဒါပေမဲ့အာနိုကတော့သူကတကယ်တမ်းဒီလိုလူစားမျိုးမဟုတ်ပါဘူးလို့ညင်လိုက်ပါတယ်။သူကတော့ကြံရှိတဲ့ဘဝတစ်လျှောက်လုံးမှာလှပတဲ့ဇနီးတဲ့နဲ့အတူအေးစစ်စစ်နဲ့ပျော်ပျော်ပါးပါးနေထိုင်သွားကြတာဖြစ်ပါတယ်။ဒါအပြင်သူ့ရဲ့ကိုယ်ပိုင်အကြောင်းပြချက်အချို့ကြောင့်ပဲလီယိုနက်ကိုအေဂရိဖြစ်စေချင်တာလို့ရှင်းပြလိုက်ပါတယ်။နောက်ပိုင်းမှာတော့အာနိုဟာစီးဘက်နဲ့တိသက်စကားပြောပြခဲ့ကြပါတယ်။စီးဘက်ကအာနိုကိုဘာကြောင့်သူဟာအက်စရန်ရှိရဲ့စွန်စားတော်လာသူ9ယောက်တည်းဟာတယောက်ဖြစ်တဲ့အကြောင်းလူတွေကိုမပြောပြခဲ့ရလေလို့မေးလိုက်ပါတယ်။အဲ့ဒီကအာနိုဟာမုံမဲ့မျိုးနဲ့ကြားရရှေးအောင်မပညာကိုအသုံးပြုတာဟာနှစ်ပေါင်းများစွာကြောင့်တားမြစ်ထားတဲ့ကိစ္စတစ်ခုဖြစ်တဲ့အကြောင်းပြန်ပြောပြလိုက်ပါတယ်။အဲ့ဒီတော့ဒီအမှန်တရားကိုဖွင့်ပြောလိုက်ရင်မလိုအပ်တဲ့ပြိပခါတွေပဲဖြစ်လာမှာဖြစ်ပြီးအခုအချိန်မှာအဲ့ဒါတွေကိုဖြေရှင်းဖို့သူ့မှာအချိန်မရှိခဲ့ပါဘူး။တကယ်လို့အာနိုဟာစေးပါဆိုတော့လူတွေတည်သွားခဲ့ရင်သူဟာရှေးအောင်မပညာကိုတစ်စက်အသုံးပြုနေတာကိုပါတည်သွားကြမှာဖြစ်ပြီးတော့အဲ့ဒါကလီယိုနဲ့အေဂရီဖြစ်ဖို့အခွင့်အလမ်းကိုထိခိုက်စေနေတာဖြစ်ပါတယ်။ဒီစိုးရင်ပူပန်မှုတွေကိုခဏထားပြီးတော့အာနိုကစီဘက်ကိုလက်ရှိမှာဒီနဲ့လူပွဲတွေကိုစိတ်ဝင်စားတဲ့မျိုးစားမျိုးနယ်စုတွေရှိလားလို့မေးလိုက်ပါတယ်။စီဘက်ကတော့ကလန်နဲ့မိသားစုတစ်ခုပဲရှိရလို့ပြန်ဖြေလိုက်ပါတယ်။ဒီလိုအရေးကြီးတဲ့အချိန်မှာသူတို့ဘာကြောင့်တဲဆင်းနေရလဲဆိုတဲ့အကြောင်းပြချက်တစ်ခုကိုရှိရမယ်လို့အာနိုကတွေးလိုက်ပါတယ်။စီဘက်ကတော့သူတို့ရဲ့နေပြည်ထဲမှာအနေများတဲ့သတ္တဝါဆိုးကြီးတစ်ကောင်ရောက်နေလို့ဒီပြဿနာကိုဖြေရှင်းနေရတာနဲ့နိုင်ငံကြီးကိုစိတ်ဝင်စားနိုင်အောင်အလုံးချုံနေရလို့ရှင်းပြလိုက်ပါတယ်။အာနိုကတော့ကလန်နဲ့မိသားစုကိုစေးပါအနေနဲ့သွားကူညီပေးပြီးအကျွေးတရားလုပ်ဖို့စဉ်းစားထားလိုက်ပါတယ်။ဒါပေမဲ့စီဘက်ကတော့အာနိုနဲ့စေးပါရဲ့ဆက်နွယ်မှုလူတွေတည်သွားနိုင်တာကြောင့်ဒီအစီအစဉ်ကိုမလုပ်ဖို့အတွက်တားလိုက်ပါတယ်။ဒါပေမဲ့အာနိုကတော့သူ့သားဂီယိုဒဆိုင်နဲ့လုံးမယ်ဆိုရင်ဘာမှစိုးရိမ်စရာမရှိပါဘူးလို့ယုံကြည်နေခဲ့ပါတယ်။ဒီလိုနဲ့ပဲသူဟာစွန်စားတော်လာသူဝက်ဆန်ပြီးတော့ကလန်နဲ့မိသားစုရဲ့မျိုးသားကြီးစီကိုတွားရောက်တွေ့ဆုံမှုပြေးဆင်လိုက်ပါတယ်။
ဒါပေမဲ့သူမထွက်ခွာခင်မှာစီးဘက်ကအာနိုကိုနေစားမရဲ့သမီးတော်ကြောင့်တတိပေးခဲ့ပါတယ်။သူမရဲ့အလာတရားကတူနိုင်မြောင်လှပလွန်နာကြောင့်သူမရဲ့ရုပ်ရည်နောက်ကွယ်မှာမျက်စိမလဲသွားဖို့အတွက်တိုက်တွန်းခဲ့တာဖြစ်ပါတယ်။အာနိုကတော့သူကအဲ့လိုကိစ္စမျိုးတွေနောက်ကိုလွယ်လွယ်နဲ့ပါသွားတတ်တဲ့လူစားမျိုးမဟုတ်တာကြောင့်စိတ်အေးထားဖို့အတွက်စီးဘက်ကိုပြောခဲ့ပါတယ်။အဲ့နောက်သူကမျက်နှာဖုံးကိုတက်ဆင်လိုက်ပြီးတော့ဂလန်နဲ့မိသားစုရဲ့ဆိုင်ရင်ကိုတရက်ရောက်ရှိသွားစေမဲ့ပေါ်တယ်တစ်ခုကိုဖွင့်လိုက်ပါတယ်။ဒါပေမဲ့နေစားမရဲ့သားတယောက်ကသူ့ကိုတစ်ချက်ကြီးလိုက်ရုံနဲ့သူကတကယ်စေပါစေဖြစ်တယ်ဆိုတော့ကိုမယုံကြည်နိုင်ခဲ့ပါဘူး။စေပါတက်တိတ်ပြဖို့အတွက်သူ့ရဲ့ခိုင်းကပ်ပြောင်းထုတ်ပြဖို့စ조사ခဲ့ပေမဲ့အဲ့ဒီသားဖြစ်သူကတော့စ조사အားထုတ်မနေဖို့နဲ့အခုချက်ချင်းဒီကနေထွက်သွားဖို့အတွက်မောင်းထုတ်ခဲ့ပါတယ်။စေပါကပြန်မှုပြန်လိုက်ပေမဲ့မပြန်ခင်လေးမှာမျိုးစားမရဲ့သမီးကိုခဏတာလမ်းမြင်လိုက်ရပါတယ်။သူကလူတိုင်းပြောကြတယ်လို့တကယ်ကိုလှပတဲ့သူပဲလို့စိတ်ထဲကနေတိတ်တိတ်လေးဝယ်ခံလိုက်မိတာပါ။အာနိုအိမ်ကိုပြန်ရောက်တော့စီဘက်ကသူတလောက်မြန်မြန်ပြန်ရောက်လာခဲ့တာကိုအံ့ဩသွားခဲ့ရပါတယ်။အာနိုကသွားခဲ့တဲ့ခီမှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုအသေးစိတ်ရှင်းပြပြီးတော့ဒီတစ်ခါတော့စေပါအနေနဲ့မဟုတ်ဘဲနဲ့မင်းသားအာနိုအနေနဲ့အိမ်တော်နောက်တစ်ခါပြန်သွားဖို့စီစဉ်နေလို့ပြောလိုက်ပါတယ်။ဒါမှလည်းမျိုးစားမရသူ့စကားကိုအလေးနဲ့နားထောင်လာမှဖြစ်ပါတယ်။9ရက်ကြာတော့အာနိုကခလန်းနဲ့ရဲ့အိမ်တော်ကိုပြောင်းလာခဲ့ပြီးတော့မျိုးစားမင်းနဲ့တီးတန့်တွဲဆောင်ဆွေးနွေးခဲ့ပါတယ်။ပုံမှန်နှုတ်ဆက်စကားတွေပြောပြီးတဲ့နောက်မှာတော့အာနိုကအဓိကကိစ္စကိုတန်းပြောလိုက်ပါတယ်။မျိုးစားမင်းရဲ့နေမြေထဲမှာဖြစ်ပွားနေတဲ့ဘလူးသက်သွားတွေရဲ့ပြဿနာကိုသူအကုန်သိထားတယ်လို့ပြောလိုက်တာပါ။ဒီပြဿနာကိုဖြေရှင်းဖို့အတွက်သူကိုယ်တိုင်လီယိုနက်ကိုခိုင်းပြီးတော့ဒန်နာဟီလာအက်စထရန်စွန်သားသူစေးပါကိုလှုပ်ပေးထားခဲ့တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ဒါတော့မှမျိုးစားမင်းကကျေးဇူးဆက်တဲ့အနေနဲ့နန်းလူပွဲမှာသူတို့ဘက်ကရက်တည်ပေးဖို့ညှင်းဆုံနေတော့မယ်လို့အာနိုကထောက်ပြလိုက်ပါတယ်။မျိုးစားမင်းကတော့အစောပိုင်းကစေးပါရောက်လာခဲ့တာကိုလုံးဝမသိခဲ့ဘူးလို့ညှင်းဆိုခဲ့ပြီးတော့ဒီကိစ္စကိုသူကိုယ်တိုင်စုံစမ်းစစ်ဆေးပေးပါမယ်လို့ကတိပေးနေအာနိုကိုတောင်းပန်ခဲ့ပါတယ်။မျိုးစားမင်းအခန်းထဲနေထွက်သွားတဲ့အခါမှာတော့အာနိုရဲ့မျက်နှာပေါ်မှာအောင်နိုင်သူတယောက်ရဲ့အပြုံကပေါ်လာခဲ့ပါတယ်။အရာအလုံးကသူ့ရဲ့အစီအစဉ်တိုင်းဖြစ်သွားခဲ့တာကိုဒီအိမ်တော်တွေကကြောက်ကစေးပါကိုနေထုတ်လိုက်တဲ့ဆိုတဲ့အချက်ကမျိုးစားမင်းကိုသူတို့အပေါ်မှာပို့ပြီးတော့အကျွတ်တင်သွားစေမှာဖြစ်ပါတယ်။ဒါကမယိုသားရဲ့လက်ကွက်တစ်ခုဆိုတာကိုအာနိုကသိနေခဲ့ပေမဲ့လည်းလီယိုနဲ့ရဲ့အခွေတွေပုံမတလာစေဖို့အတွက်သူ့ရဲ့နာမည်ဂုံတလင်းလေးနည်းနည်းအထိခိုက်ခံရတာကိုသူကဂရုမစိုက်ခဲ့ပါဘူး။10မိနစ်လောက်ကြာတော့မျိုးစားမင်းကသူ့သားကိုခေါ်လာခဲ့ပြီးတော့အခန်းထဲကိုပြောင်းဝင်လာခဲ့ပါတယ်။အစောပိုင်းကစေးပါကိုနေထုတ်လိုက်တာဟာသူ့သားဖြစ်တဲ့အကြောင်းပြပြခဲ့ပြီးတော့အာနိုကိုအကြီးကျယ်တောင်းပန်ခဲ့ပါတယ်။သူ့သားကတော့တကယ်စေပါကသူတို့အိမ်တော်ရောက်လာလိမ့်မယ်လို့လုံးဝမထင်ထားတဲ့အကြောင်းစင်ကြေပေးဖို့စ조사ခဲ့ပေမဲ့မျိုးစားမင်းကတော့အချင်းတွေပိုဆိုးမလာအောင်ဗဇက်ပိတ်ထားဖို့ပဲပြောလိုက်ပါတယ်။အဲဒီတော့မျိုးစားမင်းကတောင်းပန်တဲ့အနေနဲ့သူ့ရဲ့သားတယောက်ကိုအာနိုစီမှာအစီကံကိုကမ်းလှမ်းလိုက်ပေမဲ့အာနိုကတော့အတုံးမကျတဲ့သူကိုမလိုချင်ဘူးလို့ပြပြတသားနဲ့ညှင်းဆိုလိုက်ပါတယ်။တကယ်တန်မိုးရှိရဲ့တောင်းပန်မှုဆိုတာသူနဲ့သူ့ညီလီယိုနဲ့အတွက်တကယ်တန်မိုးရှိရဲ့အရာဖြစ်ရမယ်လို့သူကဆိုလိုက်ပါတယ်။အဲဒီအချိန်မှာပဲမျိုးစားမင်းရဲ့သမီးဖင်ကရုတ်တရက်ရှေ့ကိုထွက်လာခဲ့ပြီးတော့သူ့ကိုယ်သူအစားထိုးတောင်းပန်တဲ့အနေနဲ့လက်ဆောင်ပြကမ်းလှမ်းလိုက်ပါတယ်။စေးပါကိုနေထောက်တော့ဟာသူလည်းရှိနေကြတာမလို့သူလည်းအားလုံးနဲ့ထပ်တူအပြစ်ရှိရလို့ခံယူထားလို့ပဲဖြစ်ပါတယ်။သူတို့မိသားစုကအမအောင်ဒီလောက်ထိပြင်ဆင်ကျင်ဆက်ရှိနေကြတာကိုတွေ့တော့စီးဘက်ကဒီတစ်ချိန်တော့ခွင့်လွှတ်ပေးဖို့အာနိုအကြံပေးလိုက်ပါတယ်။အစာပဲမှာတော့အာနိုကသူတို့ကိုအပြစ်မပေးဘဲလွှတ်ပေးဖို့ဝင်လင်းနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒါကသူတို့မိသားစုရဲ့မယုံမသိမှုပဲဖြစ်လို့ပါ။ဒါပေမဲ့စီဘက်ကဒီလိုပြင်းပြင်းထန်ထန်အဖြစ်ပေးတာဟာလီယိုနဲ့လုံးလေးလောက်တာရှိရဲ့အလိုမျိုးမဟုတ်တာကြောင့်လီယိုနဲ့ရဲ့နာမည်ကောင်ထိခိုက်စေနိုင်တယ်လို့တတိပေးလိုက်တဲ့ခါမှာတော့အာနိုကစိတ်ပြောင်းသွားခဲ့ရပါတယ်။အဲ့ဒီစားစေးပေါက်ချက်ချင်းပြတ်ချဖို့လွတ်လွတ်ခိုင်းပြီးတော့ဒီကိစ္စကိုစေးပါနဲ့တရက်စကားပြောမယ်လို့ပြောလိုက်ပါတယ်။နိုင်နိုင်ငံကြတော့အာနိုနဲ့ဖင်နိုကစေးပါနဲ့မျက်နှာချင်းဆိုင်တွေ့ခဲ့ကြပါတယ်။စေးပါကတော့လွန်ခဲ့တဲ့9ရက်ကအိမ်တော်ကနေအနေခံရလို့သူဘယ်လောက်ထိဒေါသထွက်နေရတော့လဲဆိုတာကိုအတီလင်ပြပြနေခဲ့ပါတယ်။ဘလူးနေနေရဲ့အလုပ်ကိုလုပ်ပေးမယ်လို့ဝန်ခံပေမဲ့အရင်ဆုံးအာနိုကိုမေးတာကတော့မျိုးစားမင်းကိုသူတို့ဘက်ပအောင်စီးအောင်နိုင်ပြီလားဆိုတာပဲဖြစ်ပါတယ်။အာနိုကတော့အခုထိမပြီးသေးပေမဲ့မကြခင်ဖြစ်လာတော့မှပါလို့ကတိပေးလိုက်ပါတယ်။ဒါအောင်ကြတော့စေးပါအာနိုကိုအတုံးမကျတဲ့မင်းသားလို့ထပ်ပြီးတော့ကဲရလိုက်ပြီးတော့သူ့ညီနဲ့ရှင်ရင်ဘလောက်တော့အရေးချင်းမရှိလဲဆိုတော့ကိုလောင်ပြောင်းလိုက်ပါတယ်။အာနိုကတော့အရာအလုံးအဆင်ပြေသွားမှပါလို့ထပ်ပြီးတော့စိတ်ချအောင်ပြောပြတဲ့အပြင်စေးပါကိုခေါင်းငုံပြီးတော့တောင်းပန်လိုက်ပါတယ်။ဒါအောင်မြင်လိုက်ရတဲ့ဖင်ကတော့လုံးဝကိုအံ့ဩသွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့တော်ဝင်မိသားစုဝင်တယောက်ကမူမတ်တော်မဟုတ်တဲ့တာမန်လူတယောက်ကိုခေါင်းငုံဦးညွန့်နေဆိုတာကမဖြစ်နိုင်တဲ့လောက်ရှားပါတဲ့ကိစ္စမလို့ပဲဖြစ်ပါတယ်။အာနိုကသူ့ရဲ့မန်နာကိုဘေးဘက်ထားနေတာကိုတွေ့တော့မှစေးပါလေဘလူးနဲ့နေရင်ကိုလက်ခံလိုက်ပါတယ်။ဒါပေမဲ့သူကဖင်းကိုတတိပေးလိုက်တာကတော့မျိုးစားမင်းဘက်ကဂရိတီဖို့ပဲဖြစ်ပါတယ်။မဟုတ်ရင်သူဒီလောက်ကိုလုံးဝမဟုတ်လို့ပြောလိုက်တာပါ။တွဲဆောင်မှုပြီးသွားတဲ့နောက်မှာတော့စီးဘက်ကအာနိုရဲ့မော်တက်ကိုတောင်းပြီးတော့စေးပါရဲ့ပုံရိပ်ရောက်ကိုဖန်တီးခဲ့တဲ့အစီအစဉ်တကယ်တော်တယ်ဆိုတာကိုချီးကျူးလိုက်ပါတယ်။အာနိုကတော့အရာအလုံးအောင်မြင်သွားလို့စိတ်အေးသွားခဲ့ရပါတယ်။ဖင်းကလည်းသူမြင်ခဲ့ရတာတွေကတကယ်အစစ်မှန်တယ်လို့လုံးဝယုံကြည်သွားခဲ့ပြီဖြစ်ပါတယ်။နောက်ပိုင်းအိမ်ပြန်တဲ့လမ်းမှာတော့ဖင်းကအာနိုကိုသူမအတွက်ကိုစားစေးပါကိုခေါင်းတောင်းပန်ပေးခဲ့လို့ကျေးဇူးတင်စကားပြောလိုက်ပါတယ်။အစားလုံးကတော့သူ့ကိုမာနာကြည့်ပြီးတော့ထောင်လာတဲ့သူလိုထင်ခဲ့ပေမဲ့အခုတော့အဲ့လိုမဟုတ်ဘူးဆိုတာကိုသူမသိသွားခဲ့ပြီဖြစ်ပါတယ်။အာနိုကတော့ဒါဟာသူ့ရဲ့အကျိုးမြတ်အတွက်သူလောက်တာပါလို့ပြောပြီးဟန်ဆောင်နေခဲ့ပေမဲ့ဖင်းရဲ့ချစ်စရာကောင်းတဲ့အပြုံးကိုကြည့်ရင်းနဲ့သူ့ရဲ့ငယ်ဘွားကအမတ်တရားတစ်ခုကိုသတိရသွားခဲ့ပါတယ်။အဲ့ဒါကတော့သူ့အမေနဲ့အတူကြဲကြွေးတော့အတူကြည့်ခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်။အာနိုနဲ့စီဘတ်တို့တောင်းမမအတူချင်းနေကြတော့စီဘက်ကဖင်းရဲ့အပြုံးကိုမြင်လိုက်ရလို့ငငယ်တုန်းကလိုပျော်ရွှင်မှုပြန်ခံစားရပြီလားလို့အာနိုကိုစားလိုက်ပါတယ်။အာနိုကတော့ဒီကိစ္စကိုဗဇက်ပိတ်ထားဖို့ပဲပြန်ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့သူတို့ပပတ်လေရတဲကန်နေရထဲမှာစလိုင်းကောင်တွေအများပြပြန့်နေခဲ့တာကိုအာနိုကသတိထားမိသွားခဲ့ပါတယ်။